အားလုံးပဲမင်္ဂလာပါခင်ဗျာဇော်ကြီး YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ပရိသတ်အားလုံးကိုကျွန်တော် channel လေးကနေဗဟုသုတနဲ့ခွန်အားပြည့်စာစုလေးများကိုစင်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လေးပေးပြီးတော့အားပေးကြပါအောင်ခင်ဗျာဒီကနေ့မှာတော့ငါရှိတယ်လေးဆိုတဲ့စာသားလေးကိုတင်ဆက်ပေးကြပါမယ်ခင်ဗျာငါရှိတယ်လေးဆိုတဲ့စကားလေးကတကယ့်ကိုအားဖြစ်စေပါတယ်အဲ့ဒီလိုပြောပေးတဲ့လူတွေကိုလည်းချစ်တယ်ကိုစိတ်ညစ်ရင်ပြောပြဖို့ဘာပဲဖြစ်ဖြစ်တိုင်ပင်ဖို့ငါအမြဲရှိတယ်ဆိုတဲ့လူပါတခါတလေအပြောအဆိုတွေကြမ်းနေပြီမယ်စိတ်ရင်းမှာတော့တကယ့်ကိုဖြူစင်တဲ့လူတွေအခက်အခဲရှိလာတိုင်းအားကိုးလို့ရတဲ့သူတွေပေါ့ကိုအရန်ပင်ပန်းနေတဲ့အခါနာကျင်နေတဲ့အခါတလောကလုံးကမုန်းနေတဲ့အခါမျိုးမှတောင်းအစင်ပြေရလားဘာမှမပူနဲ့တခုခုပြောချင်ရင်ငါကိုပြောငါရှိတယ်ဆိုပြီးဂယုတစိုက်မေးတဲ့လူမျိုးတငယ်ချင်းပဲဖြစ်ဖြစ်ချစ်သူပဲဖြစ်ဖြစ်ဘယ်လိုပတ်သက်မှုမျိုးပဲဖြစ်ဖြစ်ကို့အတွက်ရက်တီပေးမဲ့သူသူကဘာကောင်ကြီးမှမဟုတ်ရင်နေပါစေနှလုံးအိမ်ထဲထိနှွေးထွေးစေလောက်အောင်လုံကြုံသွားစေတဲ့အတန်မျိုးတကယ်ပါကိုအရန်ခက်ခဲနေတဲ့အချိန်ဘာမှမကူညီနိုင်ရင်တောင်ရင်ဘတ်နဲ့နားထောင်ပေးမဲ့နားရစုံအဖြစ်ရှိနေပေးရင်ကျေနပ်ပါပြီကိုခက်ခဲတိုင်းရှိပေးနေတဲ့သူဘာပဲပြောပြောမငြီးမညူနားထောင်ပေးနိုင်တဲ့သူအဲ့လိုလူတယောက်ကိုမှရှိနေခဲ့ရင်တန်ဖိုးထားပါဘာကြောင့်မဲဖြစ်ဖြစ်လက်လွတ်မခံပါနဲ့ကိုခက်ခဲနေတဲ့အချိန်တွေကပဲတကယ်တန်ဖိုးထားတဲ့ချစ်တဲ့သူဘာမှမလိုဘူးရင်ဘတ်ကြီးနဲ့ပေါင်းတာပါဆိုတဲ့သူကိုရှာတွေ့စေလိမ့်မယ်အမြဲလိုရှိနေပေးတဲ့သူတွေကိုလည်းကိုဘဝတစ်လျှောက်လုံးအမှတ်ရနေမှာပါတေးကြပါတယ်အမှတ်ရတိုင်းသူ့နာမည်လေးကိုရေရွတ်ရင်လိုက်လဲနဲ့ကိုစိတ်ရင်းနဲ့ကျေးဇူးတင်နေမိမှာပါလိုအပ်တဲ့အချိန်တိုင်းအမြဲအစင်သက်ရှိပေးနေလို့လဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကကိုငယ်ပါ